မီးမွေးလို့မရတဲ့ကိစ္စတခုကစနေတော့ကြာတာအဲ့မှာလေရမ်းတိုက်တာလေညီမလေးတနာဖို့ကောင်းပါတယ်မီးတောက်လာဖို့အတွက်ကိုသူ့မှာတော်တော်ကြိုးစားရတယ်မောနေပါပြီခွာနေရလားပုတ်ချမှာဆိုလို့ဟုတ်ပြီကျန်တာအားလုံးပြီးသွားဟုတ်တယ် ready ထားတာ ကဲကြည့်ပါဦးအားလုံးပြီးသွားပြီနော်ဟုတ်ပြီဗျာကျန်တာအားလုံး ready ပဲဒါပေမဲ့မီးမွေးတာခက်ခဲဖြစ်နေပါတယ် ပြူတင်းကျေးဇူးအများကြီးတင်ပါတယ်ဒါဘယ်လိုပြောမလဲအယောင်နေမတူပေမဲ့ဒါနှလုံးသားတွေကတစ်ထပ်သေးကြခဲ့ရပေါ့နော်လို့နီးပြောခဲ့တာ ဘယ်ထက်တော့ပြီကောင်းလိုက်လေ အချိန်တွေကဒါပြောချင်နေတယ်မသိ ကိုလည်းစီများရဲ့ ဆင်းကအများကြီးกว่าနေဆိုတော့ အပါကျတော့ကျုပ်ကနေတယ်ကျုပ်က ဟုတ်မလား မွတ်တယ်အဲ့လေ အပြည့်ပေးရကြရနော်